မင်္ဂလာပါခင်ဗျာဒီနေ့အတွက်နောက်ဆုံးရသတင်းတွေကို TM Media အဖွဲ့သားတွေကနေပြီးတော့စုပေါင်းပြီးတော့တင်ပြပေးပါတော့မယ်ခင်ဗျာရခိုင်ပြည်နယ်ရသေ့တောင်မြို့အောက်စီးကိုင်းကျေးရွာကိုစစ်ကောင်စီတပ်ကအောက်တိုဘာ18ရက်နေ့မနက်7:00နာရီကျော်မှာ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အောက်စီးကိုင်းကျေးရွာကပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်3လုံးလည်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့အာရခတ်တပ်တော် AA ကမနေ့ကညပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့16ရက်နေ့မှာလည်းစစ်ကောင်စီတပ်ကတန်တွဲမြို့အနီးဝန်းကျင်တွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာအာရခတ်တပ်တော်သိမ်းပိုက်ထားတဲ့မြို့တွေရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေရကြောင်းပြည်သူတွေသေဆုံးမှုတွေဒဏ်ရာရရှိမှုတွေနဲ့နေအိမ်အဆောက်အအုံတွေပျက်စီးဆုံးရှုံးမှုတွေတရက်ပြီးတရက်မြင့်တက်လာတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကမြန်မာစေးဘာစပရင်းအထည်ချုပ်စက်ရုံမှာအလုပ်သမားတွေကလောကတိုးမြင့်ပေးဖို့တပိတ်မှောက်ဆန္ဒပြနေချိန်စက်ရုံဘက်ကအပြင်နေစားအလုပ်သမားတွေကိုတရက်2000ကနေ4000ကျပ်အထိပေးပြီးနေရောညပါခေါ်ယူအလုပ်ခိုင်းနေပါတယ်။အဲဒီစက်ရုံကအလုပ်သမား900ကျော်ဟာဩဂုတ်လ13ရက်နေ့ကတည်းကလောက်ခလာသာခံစားခွင့်တိုးမြင့်ပေးဖို့တပိတ်မှောက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။စက်ရုံဘက်ကမူလအလုပ်သမားတွေရဲ့လောက်ခတိုးမြင့်ပေးဖို့တပိတ်မှောက်မှုကိုလိုက်ရောတာမရှိပဲအပြင်ကနေစားလုပ်သားတွေခေါ်ယူပြီးအလုပ်ဆက်လက်လုပ်ကိုင်နေတာဖြစ်တယ်လို့အဲ့ဒီအလုပ်သမားတွေကလူမှုကွန်ရက်တက်တော့မှာရေးသားထားကြပါတယ်။အဲ့ဒီနေသားအလုပ်သမားတွေဟာတခြားစက်ရုံကအလုပ်သမားတွေဖြစ်ပြီးမြန်မာစေးဘာစပရင်းစက်ရုံမှာအစားထိုးအလုပ်သမားဖြစ်ယာယီလုပ်ကင်ဖို့စက်ရုံချင်းညှိနှိုင်းပြီးစေလွှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အစားထိုးအလုပ်သမားတွေအနေနဲ့တရက်ကိုလုပ်အားက2000ကျပ်ကနေ4000ကျပ်အထိအလုပ်ချိန်ပေါ်မူတည်ပြီးလုပ်အားကရကြပါတယ်။မြန်မာစေးဘာစပရင်းစက်ရုံဘက်ကမူလအလုပ်သမားတွေကိုတနေ့လုပ်အားကအဖြစ်9800ကျပ်အချိန်ပိုကြီး1959ကျပ်နဲ့ရက်မှန်ကြီး2000ကျပ်သာပေးတာကြောင့်အလုပ်သမားတွေကဩဂုတ်လ13ရက်နေ့ကစပြီးတပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။စက်ရုံဘက်ကပေးတဲ့လုပ်အားကဟာအလုပ်သမားတွေရဲ့စားဝတ်နေရေးအတွက်လောက်ငှမှုမရှိတဲ့အတွက်တပိတ်မှောက်ရတာဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။လက်ရှိအလုပ်သမားတွေတောင်းဆိုနေတာကတနေ့လုပ်အားက13000ကျပ်ပေးဖို့အချိန်ပိုကြီးကို2500ကျပ်နဲ့ရက်မှန်ကြီးကို9000ကျပ်အထိတိုးမြင့်ပေးဖို့ဆန္ဒပြနေကြတာဖြစ်ပါတယ်။အရှိတကုံဆက်မှုဆောင်အတွင်းကတခြားအထည်ချုပ်စက်ရုံတွေမှာတရက်လုပ်အားက12000ကျော်ရရှိနေရကြောင်းမြန်မာစေးဘာစပရင်းစက်ရုံရဲ့လုပ်အားကနဲ့တည်တည်တသာကွာဟနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။စက်ရုံဘက်ကတော့အလုပ်သမားတွေရဲ့ဒေးကြီးကျပ်13000တိုးမြင့်ပေးဖို့ညှိနှိုင်းမှုတွေကိုရပ်ထားပြီးဩဂုတ်လ28ရက်နေ့အထိဆောင်တိုင်းပေးဖို့အကြောင်းပြန်ထားပါတယ်။ဒါပေမဲ့အခုလိုအပြင်ကနေစားလုပ်သားတွေခေါ်ယူပြီးစက်ရုံလုပ်ငန်းတွေဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။အလုပ်သမားတွေရဲ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီးဩဂုတ်လ16ရက်နေ့ကလည်းဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကနေပြည်တော်ရဲစခန်းရဲ့ရဲတပ်ဖွဲ့ဝင်ကစက်ရုံဝင်းတွင်လာရောက်ပြီးကြွေးကြော်ဆန္ဒပြတာတွေမလုပ်ဖို့ချင်းချောက်ပြောဆိုခဲ့ပါသေးတယ်။လက်ရှိမှာမြန်မာစေးဘာစပရင်းစက်ရုံဟာဂျပန်နိုင်ငံထုတ်ကလိုရှီတစိမ့်အပြင် Freely Play Futa နဲ့မြန်မာ Little Wonder တို့လိုတစိမ့်တွေကိုချုပ်လုပ်နေပြီးတရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကအလုပ်သမား900ကျော်လုပ်ကိုင်နေတာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့အမှတ်615ကျွန်းတော်စခန်းကိုစစ်ကောင်စီလက်နက်ကြီးကြားရောက်ပေါက်ကွဲခဲ့တာကြောင့်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးတပ်မိသားစုဝင်20ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ကဩဂုတ်လ18ရက်ညနေ6နာရီဝန်းကျင်မှာစစ်ကောင်စီရဲ့လက်နက်ကြီး3လုံးဟာကြားရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ဒေတာတွင်းမီဒီယာတွေကဖော်ပြထားပါတယ်။လက်နက်ကြီးဟာကျွန်းတော်စခန်းဝင်းထဲကတပ်ဖွဲ့ဝင်နားနေဆောင်ဘက်ကို2လုံးတပ်ရင်းနေရာကို1လုံးကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ပေါက်ကွဲမှုကြောင့်တပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့ပြီးတပ်မိသားစုဝင်အယောက်20ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိထားသူတွေကို DKBA ထိန်းချုပ်နေမြေကကြောက်ခတ်စေးရုံကိုပို့ဆောင်ကူတာပေးနေတယ်လို့သိရပါတယ်။အဲဒီလက်နက်ကြီးပစ်ခတ်မှုကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ဖလူးမင်းလက်ပံဘက်ကစစ်ကောင်စီတပ်တွေကလှုပ်ဆောင်ခဲ့တာလို့လည်းဆိုပါတယ်။မြောက်ရီတောင်ပိုင်းဖလူးဝေါ်လီတိုက်ပွဲအတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေရကြောင်းပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့ကစပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်15ရက်နေ့တုန်းကစစ်ကောင်စီတပ်တွေကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကနေကြောက်ခတ်ကိုတွားရောက်ပြီး DKBA နဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပေမဲ့ TM Media ကအတိအကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဇူလိုင်9ရက်နေ့တုန်းကတော့နေပြည်တော်သင်္ဃဟဟိုတယ်မှာစစ်ကောင်စီရဲ့ NSPNC နဲ့ DKBA တို့တွေ့ဆုံခဲ့ကြပါသေးတယ်။အဲ့ဒီတွေ့ဆုံပွဲမှာတော့ online လိမ်လည်တဲ့ကြားဖြန့်တွေနဲ့မပတ်သက်ဖို့နဲ့စစ်ကောင်စီဘက်ကဒေတာတွင်းတည်ငြိမ်ရေးကိုပူးပေါင်းဖို့ DKBA ကိုတောင်းဆိုခဲ့ပြီး DKBA ဘက်ကလည်းလက်ရှိဖြစ်ပွားနေတဲ့ပြည်ပခါတွေအတွင်းဗတ်မလိုက်ကြားနေတဲ့အပြင်စစ်ကောင်စီနဲ့လည်းပူးပေါင်းဆောင်ရွက်နေပါတယ်။စစ်ကောင်ဆောင်ဗိုလ်မင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေပြီလို့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ထားပါတယ်။
နေ့ကဩဂုတ်လ18ရက်နေ့ညနေ6နာရီမှာမော်စကိုမြို့ကဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့တာဖြစ်ပြီးရုရှားဘက်ကကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။ဗိုလ်မင်းအောင်လှိုင်ကဂုံကျူးတပ်ဖွဲ့ရဲ့အလေးပြုမှုကိုခံယူခဲ့ပြီးနှစ်နိုင်ငံတော်သချင်းတွေကိုတီးမှုတ်ဂုံပြုခဲ့တာနဲ့ရုရှားဂုံကျူးတပ်ဖွဲ့ရဲ့ခြေတက်အလေးပြုတာတွေကိုလည်းလက်ခံခဲ့တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဗိုလ်မင်းအောင်လှိုင်ဟာသမ္မတရာထူးရယူပြီးနောက်ရုရှားနိုင်ငံကိုပထမဦးဆုံးအကြိမ်တွားရောက်ခဲ့တာဖြစ်ပြီးအခုခီးစဉ်အတွင်းမှာရုရှားဘက်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။စစ်ကောင်းဆောင်ဗိုလ်မင်းအောင်လှိုင်ဟာရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံကိုဩဂုတ်18ရက်နေ့ကနေ20ရက်နေ့အထိတရားဝင်ခီးစဉ်တွားရောက်မှာဖြစ်ပါတယ်။ဗိုလ်မင်းအောင်လှိုင်ဟာအရင်ကလည်းရုရှားနိုင်ငံကိုအကြိမ်ကြိမ်တွားရောက်ခဲ့ပြီး2025ခုနှစ်မတ်လမှာမော်စကိုမြို့ကိုတွားရောက်ကပူတင်နဲ့တွေ့ဆုံခဲ့တယ်လို့အဲ့ဒီနှစ်စက်တင်ဘာလမှာလည်းရုရှားကိုထပ်မံတွားရောက်ပြီးပူတင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။အဲ့ဒီအပြင်2022ခုနှစ်စက်တင်ဘာလမှာလည်းအရှေ့ပြားစီးပွားရေးဖိုရမ်ကျင်းပတဲ့ရုရှားနိုင်ငံဗလာဒီဗော့စတော့မြို့မှာပူတင်နဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါသေးတယ်။အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာလာမယ့်စက်တင်ဘာလဆန်းပိုင်းမှာအာဆီယံအဖွဲ့ဝင်ကမ္ဘောဒီးယားနိုင်ငံကိုတွားရောက်မယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေကကြေညာထားပါတယ်။မင်းအောင်လှိုင်ရဲ့ကမ္ဘောဒီးယားခီးစဉ်ကိုကမ္ဘောဒီးယားအထက်လွှတ်တော်ဘက်ကအတည်ပြုထားတယ်လို့နိုင်ငံတကာသတင်းဖော်ပြချက်တွေမှာတွေ့ရပါတယ်။အဲ့ဒီခီးစဉ်ဟာမြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံဆက်ဆံရေးပုံမခိုင်မာစေရေးအတွက်ကြိုးပမ်းမှုတရဖြစ်တယ်လို့မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အစိုးရရဲ့တရားဝင်မှုနဲ့အာဏာခိုင်မာစေရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်တယ်လို့ကမ္ဘောဒီးယားအပြည်ပြည်ဆိုင်ရာဆက်ဆံရေး Institute ဥက္ကဋ္ဌခင်ဖီကသုံးသပ်ထားပါတယ်။မင်းအောင်လှိုင်ဟာသမ္မတရာထူးရယူပြီးနောက်ပိုင်းတရားဝင်နိုင်ငံရေးခီးစဉ်တွေဇက်တိုက်သွားရောက်နေပါတယ်။ဒီနေ့ဩဂုတ်လ17ရက်နေ့မှာမင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေတယ်လို့ဩဂုတ်လအစောပိုင်းတုန်းကလည်းထိုင်းနိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ဇူလိုင်လ3ရက်ကနေ9ရက်နေ့အထိလာအိုနိုင်ငံဇွန်လ15ရက်နေ့ကနေပြီး19ရက်နေ့အထိတရုတ်နိုင်ငံနဲ့မေလ30ရက်ကနေပြီးတော့ဇွန်လ3ရက်နေ့အထိအိန္ဒိယနိုင်ငံတို့ကိုသွားရောက်ခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့ထိုင်းခီးစဉ်အတွက်မှာတော့ထိုင်းလွှတ်တော်အမတ်တူကဆန္ဒပြကန့်ကွက်တာကိုခံခဲ့ရပါတယ်။ကမ္ဘောဒီးယားခီးစဉ်ဟာအတီးပြုတ်ထားတဲ့ခီးစဉ်ဖြစ်ကြောင်းဖော်ပြချက်တွေထွက်ပေါ်လာတာနဲ့အတူမင်းအောင်လှိုင်အနေနဲ့သမ္မတရာထူးရယူပြီးတဲ့နောက်တွားရောက်မဲ့နိုင်ငံခြားခီးစဉ်တွေထဲမှာကမ္ဘောဒီးယားနိုင်ငံဟာဆဋ္ဌမမြောက်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနကဒုအကောက်ခွန်မှုဖြိုးဆန်ကတော်လှန်ရေးတပ်ဖွဲ့တွေဖမ်းဆီးထားတဲ့နေရာကနေတနက်လူယူခုခံထွက်ပြေးရကြောင်းနေရာမှာတင်ပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့နီးပြူဟာ33အဖွဲ့ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့ကလောင်းလုံမြို့နယ်မောင်မကန်ကမ်းခြေအနီးမှာအမှတ်8003တပ်ရင်းကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒုအကောက်ခွန်မှုဖြိုးဆန်ကတဝယ်ရေနက်စိတ်ကန်းနဲ့တဘာဝတန်းငွေတူးဖော်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးစစ်ပစ္စည်းတွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။တဝယ်အကောက်ခွန်ဦးစီးဌာနအကောက်ခွန်ဦးစီးဌာနမှတင်မောင်လင်းကလည်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးဌာနအတွင်းလုပ်ပိုင်ခွင့်ထက်ကျော်လွန်ကအကျင့်ပြတ်ချစားနေတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီတပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာဒုအကောက်ခွန်မှုဖြိုးဆန်ကလုံခြုံရေးရဲဘော်တွေစီကနေတနက်လူယူပြန်လဲခုခံထွက်ပြေးရကြောင်းပြစ်ခတ်ရှင်းလင်းလိုက်တာလို့ဆိုပါတယ်။ဒါအပြင်ဒုအကောက်ခွန်မှုဖြိုးဆန်ဟာဗိုလ်မင်းအောင်လှိုင်အစိုးရရဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်မြတ်ရဲ့သားလည်းဖြစ်ပါတယ်။ဇူလိုင်လတလအတွင်းမြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တဲ့အမျိုးသမီးတွေအပါအဝင်113ဦးသေဆုံးပြီး195ဦးဒဏ်ရာရရှိခဲ့တယ်လို့ Data Insight Lab ရဲ့လက်တလောထုတ်ပြန်တဲ့လစဉ်ထုတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ထိခိုက်သေဆုံးသူတွေထဲက19.8%ဟာအမျိုးသမီးတွေဖြစ်ပြီး17.4%ကအသက်14နှစ်အောက်ကလေးတွေဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လအတွင်းမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ455ကြိမ်ရှိခဲ့ပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှု143ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံတော်ဝန်လက်နက်ကင်တိုက်ပွဲ242ကြိမ်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ဒေသတွေကတော့ကချင်၊ကရင်ပြည်နယ်၊စကိုင်းနဲ့တနင်္သာရီတိုင်းတို့ဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့မိရှုဖျက်ဆီးမှုတွေကြောင့်နေအိမ်654လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာကျောင်းတက်နေတဲ့ကျောင်းသားတွေကိုNUG စိုးမိုးနယ်မြေတွေပြန်မခေါ်နိုင်ရင်ကြီးစံ100ပေးဖို့ဂံကောမြို့နယ်ပါအဖကအတင်းကျပ်တောင်းခံခဲ့ပါတယ်။ကျောင်းသားမိဘတွေအနေနဲ့ကျောင်းသားတွေကိုဇူလိုင်လ15ရက်နောက်ဆုံးထားပြီးပြန်မခေါ်နိုင်ခဲ့ရင်ကျောင်းသားတဦးကို F4 အမျိုးအစားကြီးစံအတောင့်100မဖြစ်မနေပေးဖို့တောင်းခံတဲ့ညွှန်ကြားစာတစ်စောင်ကို TN Media ကရရှိထားတာဖြစ်ပါတယ်။အဲ့ဒီညွှန်ကြားစာထဲမှာကျောင်းသားမိဘတွေအနေနဲ့ကြီးစံအတောင့်100ကိုဇူလိုင်လ20ရက်နေ့နောက်ဆုံးထားပြီးပေးသွင်းရမှာဖြစ်ပြီးကြီးစံမပေးနိုင်ရင်ထိရောက်စွာအရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။ညွှန်ကြားစာကိုဂံကောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအောင်စရာမြင့်က
ဇူလိုင်15ရက်နေ့ရက်စွဲနဲ့လက်မှတ်ရေးထိုးညွှန်ကြားထားတာဖြစ်ပါတယ်။အဲဒီစာဟာရဲကျွေးအုပ်စုတိုက်နယ်တရင်တပ်ဖွဲ့တွေကိုလိမ့်မှုပေးပို့ထားတာဖြစ်ပြီးခံကောမြို့နယ်အတွင်းကကြေးရွာအားလုံးအကျုံးဝင်မှာဖြစ်ပါတယ်။ NUG လက်အောက်ခံပါသုံးလုံးကဒေသလုံခြုံရေးကိုအကြောင်းပြပြီးចောင်းသားတွေကို NUG စိုးမိုးနေမြေတဲ့ရှေ့လကစပြီးအတင်းအကျပ်ပြန်ခေါ်ခိုင်းပြီးတဲ့နောက်ဆက်တွဲအနေနဲ့အခုလိုကြီးစံကောက်ခံတာတွေပြုလုပ်နေတာဖြစ်ပါတယ်။မင်းကင်းမြို့နယ်အပါအဝင် NUG ထိန်းချုပ်ထားတဲ့ဒေသတွေမှာလည်းစစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာကျောင်းတက်နေတဲ့ကျောင်းသားတွေကိုအတင်းအကျပ်ပြန်ခေါ်ခိုင်းနေတယ်လို့ငွေကျပ်9သိန်းကနေ30အထိအတင်းကျပ်ကောက်ခံတာတွေလည်းပြုလုပ်နေပါတယ်။ NUG ရဲ့ပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဂျာထွေပန်ကတော့ပါသုံးလုံးရဲ့ဒီလုပ်ရက်ဟာ NUG ရဲ့ policy မဟုတ်ဘူးလို့မီဒီယာတွေကိုညှင်းဆိုထားတာတွေ့ရပါတယ်။ဒါပေမဲ့ပါသုံးလုံးရဲ့အတင်းအဓမ္မငွေကြီးကောက်ခံတာကြီးစံကောက်ခံတာတွေစတဲ့လုပ်ရက်တွေကိုတော့ဒေသလုံခြုံရေးအခြေအနေကြောင့်ညွှန်ကြားတားဆီးဖို့လည်းမလုပ်နိုင်ဘူးလို့ဂျာထွေပန်ကဆိုပါတယ်။ပါသုံးလုံးရဲ့ဒေသလုံခြုံရေးကိုအကြောင်းပြပြီးအတင်းအဓမ္မငွေညှစ်တာကြီးစံကောက်ခံတာတွေကိုတော့ဒေသတွင်းပြည်သူတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။ထိုင်းနိုင်ငံပချက်ဘူရီပြည်နယ်ကကရင်တိုင်းရင်းသားရွာသား26ဦးကိုမြန်မာနိုင်ငံဘက်ပြန်မဖို့ပဲလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကနေပြန်လွှတ်ပေးဖို့ HRW Human Rights Watch အဖွဲ့ကဒီကနေ့မှထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့မှာပချက်ဘူရီပြည်နယ်ခန်ခရာချန်အမျိုးသားဥယျာဉ်ဘန်ပါဒန်ရွာကရင်အတိုင်းဝိုင်းကအထောက်အထားမရှိသူတွေကိုခရိုင်အာဏာပိုင်တွေတစ်တော်အရာရှိတွေနဲ့ထိုင်းစစ်တပ်တို့ပူးပေါင်းပြီးဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။အာဏာပိုင်တွေကကလေး8ဦးနဲ့ကိုဝင်ဆောင်အမျိုးသမီး2ဦးအပါအဝင်ရွာသား28ဦးကိုဖမ်းဆီးပြီးပချက်ဘူရီပြည်နယ်လူဝင်မှုကြီးကြပ်ရေးအရုံးမှထိန်းသိမ်းခဲ့ပြီးတဲ့နောက်ရွာသား2ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ကျန်တဲ့ရွာသား26ဦးကတော့ဘန်ကောက်မြို့ကဆွမ်ဘလူလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကိုပြောင်းရွှေ့လိုက်ပြီးသူတို့ကိုလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့တရားစွဲပြီးမြန်မာနိုင်ငံကိုပြန်ပို့ဖို့စီစဉ်နေတယ်လို့သိရပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Human Rights Watch ရဲ့အာရှရေးရာထားလိုက်တာအယ်လင်ပီယာဆန်ကကရင်ရွာသားတွေကိုမြန်မာနိုင်ငံဘက်ပြန်ပို့လိုက်မယ်ဆိုရင်သူတို့ဟာအလွန်အန္တရာယ်ကြီးမားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ထိုင်းအာဏာပိုင်တွေကဒေသခံအတိုင်းအဝိုင်းနဲ့ပူးပေါင်းပြီးသူတို့ရဲ့ဘိုးဘွားပိုင်မြေတွေမှာအသက်မွေးဝမ်းကြောင်းလုပ်ကင်နိုင်ဖို့လိုအပ်တဲ့အခွင့်အရေးရရှိအောင်ဆောင်ရွက်ပေးသင့်ပါတယ်လို့ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုက်ပွဲနဲ့အကြမ်းဖက်မှုတွေကြောင့်လူ2တန်းကျော်နေရဲဆွန့်ခွာနေရပြီးအိန္ဒိယနိုင်ငံတွေကိုလည်းလူ3သိန်းကျော်ထွက်ပြေးခိုလုံနေရတာကြောင့်ကရင်ရွာသား26ဦးကိုမြန်မာနိုင်ငံဘက်ပြန်ပို့ပါကအသက်အန္တရာယ်နဲ့ဖိနှိပ်ညှဉ်းပန်းမှုတွေကြုံတွေ့နိုင်ကြောင်း HRW ကပြောပါတယ်။ပြီးခဲ့တဲ့2လအတွင်းမှာလည်းထိုင်းဘက်ကပြန်ပို့တဲ့ဘန်ပါဒန်ရွာသားတွေထဲက10ဦးလည်းလက်ရှိမှာဘယ်ရောက်နေမှမသိရသေးကြောင်းဆိုပါတယ်။ HRW ကကရင်ရွာသားတွေကိုအန္တရာယ်ရှိနိုင်တဲ့မြန်မာနိုင်ငံဘက်ပြန်ပို့တာဟာထိုင်းနိုင်ငံရဲ့နိုင်ငံတကာဥပဒေအရလိုက်နာရမယ့်တာဝန်တွေနဲ့နှိပ်စက်ညှဉ်းပန်းမှုတားဆီးကာကွယ်ရေးဥပဒေကိုချိုးဖောက်ရရောက်နိုင်တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မျိုးဆက်ပေါင်းများစွာနေထိုင်လာတဲ့ကရင်တိုင်းရင်းသားတွေထဲမှာထိုင်းနိုင်ငံကတရားဝင်အသိအမှတ်ပြုထားသူတွေရှိသလိုနေထိုင်ခွင့်အထောက်အထားမပြည့်စုံသူတွေလည်းရှိတယ်လို့ HRW ကပြောပါတယ်။ဒါအပြင်ခန်ခရာချန်တစ်တော်နယ်မြေကို2021ခုနှစ်မှာ UNESCO ကကမ္ဘာ့အမွေအနှစ်စာရင်းသွင်းပြီးနောက်ထိုင်းအာဏာပိုင်တွေကအမျိုးသားဥယျာဉ်အတွင်းကရင်တိုင်းရင်းသားတွေနေထိုင်မှုကိုကန့်သတ်ခဲ့တာကြောင့်ဘိုးဘွားပိုင်မြေအခွင့်အရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကစိုးရိမ်မှုတွေထုတ်ဖော်ခဲ့ကြောင်း HRW ကဆိုပါတယ်။ဒီနေ့အတွက်သတင်းတွေကတော့ဒီမျှတာပဲဖြစ်ပါတယ်ခင်ဗျာ။ TN Media ကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပိတ်သက်များအားလုံးကျမ်းမာရှင်လန်းပြီးတော့ဘေးပြာဝေးကွာကြပါစေလို့ TN Media အဖွဲ့သားတွေကနေပြီးတော့ဆုမွန်ကောင်းပို့တာပါတယ်ခင်ဗျာ။